ပါဠိမြန်မာအင်္ဂလိပ်ဗုဒ္ဓဘာသာဟောရတာများကမ္မထန်နှမျိုး Two kinds of meditation. 1. ရူပကမ္မထန်ရုပ်ကိုစုမှတ်ခြင်း 1. Meditation of physical things. 2. အရူပကမ္မထန်နံတရားကိုစုမှတ်ခြင်း 2. Meditation of mental things. ကမ္မထန်နှမျိုး Two kinds of meditation. 1. သဗ္ဗထကကမ္မထံအားလုံးနှင့်သက်ဆိုင်အားလုံးကျင့်နိုင်သောကမ္မထံယင်းတို့မှာမေတ္တာကမ္မထံနှင့်မရဏနုဿတိကမ္မထံဟုလီဆိုကြ၏ 1. Generally useful meditation subjects. That is loving kindness and contemplation on death. 2. ပါရိဟာရိယကမ္မထံပုဂ္ဂိုလ်၏အကျင့်စရိုက်အားလျော်စွာကျင့်ရသောကမ္မထံယင်းတို့မှာကမ္မထံ40လုံးဖြစ်သည် 2. Special meditation subjects. That is all 40 meditation subjects. ကမ္မထံ5ပါးပွားကြိုးများ The fruit of contemplating the 5 meditation subjects. 1. အပတိကူလေပတိကူလသင်ကြီးကမ္မထံယာကမဖြစ်ရန်ပွားများနှစ်သက်ဖွယ်အာယုံများကိုဆက်စုပ်ဖွယ်အာယုံများဟု၍အမှတ်ထင်ခြင်းမှတ်ယူခြင်း 1. To dwell perceiving the repulsive in the unrepulsive, to let no lust arise. 2. ပတိကူလေအပတိကူလသင်ကြီးကမ္မထံဒေါသမဖြစ်ရန်ပွားများ 2. To dwell perceiving the unrepulsive in the repulsive, to let no hatred arise. 3. ပတိကူလေစအပတိကူလေစပတိကူလသင်ကြီးကမ္မထံရာဂမဖြစ်ရန်ဒေါသမဖြစ်ရန်ပွားများ 3. To dwell perceiving the repulsive in both the unrepulsive and the repulsive, to let no lust nor hatred arise. 4. ပတိကူလေစအပတိကူလေစအပတိကူလသင်ကြီးကမ္မထံဒေါသမဖြစ်ရန်ရာဂမဖြစ်ရန်ပွားများ 4. To dwell perceiving the unrepulsive in both the repulsive and the unrepulsive, to let no hatred nor lust arise. 5. ပတိကူလအပတိကူလတို့ကိုနှလုံးမသွင်းမဲ့လစ်လျူစုသောဥပ္ပခကမ္မထံရာဂဒေါသမောဟမဖြစ်ရန်ပွားများ 5. To dwell with equanimity, having turned away from both the repulsive and the unrepulsive, to let no lust nor hatred nor delusion arise. ကမ္မထံ38ပါး 38 meditation subjects. အောက်ပါကမ္မထံ40ပါး၌အာလောကကတိုင်းနှင့်အာဂါသကတိုင်း2မျိုးကိုနှုတ်၍ကမ္မထံ138ပါးဖြစ်သည် From the following 40 meditation subjects, both space kasha and light kasha are excluded. Thus, 38 meditation subjects. ကမ္မထံ40 40 meditation subjects. 1. ကတိုင်း10ပါး 1. The 10 kasha meditations. 2. အတုပ10ပါး 2. The 10 isubha, foulness, meditations. 3. အနုတ္တိ10ပါး 3. The 10 anusati, recollections. 4. ဗြဟ္မဝိဟာရ4ပါး 4. The 4 Brahma Vihara, divine abodes. 5. အရူပ4ပါး 5. The 4 Arupa, formless meditations. 6. သင်ညာ1ပါး 6. The 1 Sana, perception meditation. 9. ဝဝထံ1ပါး 7. The 1 Vabhathana, analysis. ကမ္မထံဆရာကောင်းတပီကောင်း၏လက္ခဏာများ The qualities of a good meditation teacher and student. 1. ပိယနှစ်သက်ဖွယ်ဖြစ်ခြင်း 1. Piyat, beloved. 2. ဂရုလေးစားဖွယ်ဖြစ်စီခြင်း 2.
gayu, respected. 3. ဘာဝနီယပွားများပြီးဖြစ်ခြင်း 3. Bhavaniya, exemplary. 4. ဝိတ္တစကားကောင်းပြောတတ်ခြင်း 4. Vada, skilled in speech. 5. ဝဇနခမစကားကိုနာယူစွမ်းခြင်း 5. Vasana kama, patient listener. 6. ဂံဗီရကထံကတ္တာလေးနက်သောစကားပြောကြားတတ်ခြင်း 6. Gambhira Kathakata, teacher of profound topics. 9. နောအထာနေနိယောဇေတိမသိင့်တော်ရာမတိုက်တွန်းတတ်ဥမဆောင်တတ်ခြင်း 7. Nae Garni, Niyajati, never misguides. ယောဂီသည်မိမိခန္ဓာကိုယ်ကိုဖျားရှင်နှင့်ကမ္မထမ်းဆရာအားအနှံထားရမည် A yogi, meditator must entrust their body to the Buddha and their meditation teacher. ကမ္မထမ်းတရားအားထုတ်ခြင်းနှင့်ပတ်သက်၍ပုဂ္ဂိုလ်လေးမျိုး 4 kinds of person regarding meditation. 1. ကမ္မထမ်းတရားအားထုတ်ပြီးစိတ်မချမ်းသာသောပုဂ္ဂိုလ် 1. A person who practices meditation but is not happy. 2. ကမ္မထမ်းတရားအားမထုတ်တော့လဲစိတ်ချမ်းသာသောပုဂ္ဂိုလ် 2. Who does not practice meditation but is happy. 3. ကမ္မထမ်းတရားအားလဲထုတ်စိတ်လဲချမ်းသာသောပုဂ္ဂိုလ် 3. Who practices meditation and is happy. 4. ကမ္မထမ်းတရားအားလဲမထုတ်စိတ်လဲမချမ်းသာသောပုဂ္ဂိုလ် 4. Who does not practice meditation and is not happy. ကမ္မထအာယုံမှလွတ်သောတရားမရှိ There are no dhammas that are free from meditation object. ကာမနမိတ်ဒေဂန်ဤသူဤစိတ်၌ထင်လာသောကံဤအာယုံအလူပေးသူဖြစ်ပါကဆွမ်းသင်္ကန်းစသည်လူဒန်းပုံများစိတ်အာယုံမှထင်လာခြင်း Signs at the time of the death, dying, mental images, good or bad, in a person at the time of dying. ကာမပဋ္ဌကံပြုလုပ်မှုအစဉ် Course of kama, action,